ကဲ clear ရေဆရာမစာတင်မယ်နော်ကဲလောလောဆယ်ခုနာမည်လေးတွေကိုမိတ်ဆက်ကြမယ်ဟုတ်ကဲ့ပါဆရာမ okay ဒီထဲမှာပြတ်တဲ့လူရှိလားမရှိပါဘူးဆရာမမရှိပါဘူးဆရာမလားပဲမရှိဘူးတဲ့ကဲလောလောဆယ်တော့စာတင်လိုက်အောင်မယ်ညီမစာနဲ့အရင်စတင်မယ်နော်okay ညီမစာငါရေးနေလာအောင်မသူတို့ like ကိုနေကုနေမှာပါလေဟင်းမဲသူတို့တွေကငင်းငင်းထိုင်နေကြတာလားဟာထားလိုက်ပါတော့လေသူတို့ပြီးမှကုကျင်လဲကုနေမှာပါငါထားလိုက်တော့ပြောနေတော့အမလေးဟဲ့ရေးရတာလေလက်တွေညောင်းလိုက်တာငါခုမှစပြီးတော့ရေးရတာဆိုတော့လေလက်တွေကတအားညောင်းလာမလေးဟူဆရာမဟေးဘာလဲပြောဘာလဲဆရာမရဲ့အဲ့စက်ကမှလေအဖြူအောင်လေးလောက်ပေးနေရဆရာမခါလိုက်အောင်ဘာတွေလဲမသိအော်အေးဟုတ်သားပဲဘာတွေလဲမသိဘူးပေးနေတာစိတ်ညစ်ပါတယ်ဘာတွေလဲမသိဘူးငါတင်တော့ချေကမှသွားစားတော့နှင်းနေပေးခဲ့ရလားမသိဘူးစကူရာမျိုးကမနေ့ကမှနှင်းကြသွားတာဟုတ်တယ်ဆရာမကဲထမင်းစားကြောင်းလေးစင်းပြီဆိုတော့ကလေးတို့ကိုကတာကိုစာရီရေးခဲ့အောင်နော်ဘို့မဟုတ်ထမင်းသွားစားရင်သွားစားဆရာမလည်းထမင်းသွားစားလာအောင်မယ်